ထိုင်းနိုင်ငံလူတွေဒါမကနိုင်ငံခြားဆယ်လီတွေတောင်လာတောက်ကြတဲ့ထိုင်းတီးလီဒီခေါ်လက်ဖေးရောင်းတဲ့ဖွားဖွားပေါ့နော်ခြံရလဲလုံးဝအကိတ်ကြီးပဲကြည့်ပါဘလောက်နာမည်ကြီးလဲဆိုရင်ထိုင်းတီးလီဒီလို့ search လုပ်ရတဲ့သူ့ဗီဒီယိုတွေပဲပေါ်လို့ပေါ့နော်လူရှိလဲတစ်ခေါက်လောက် try ကြည့်မယ်ကွာဆိုပြီးတော့တွား try နာမည်ကြီးကလည်းမပြောနဲ့ပေါ့နော်ဒီမှာလူတွေကိုပဲကြည့်ပါအောင်တကယ်တနာရီတိတိတန်းစီခဲ့ရတာပါသူများဆိုင်အရှိတီတောင်ရောက်ပြီးတန်းစီရတဲ့အစင်ပေါ့နော်နောက်ဆုံးတော့ကျမလည်းရောက်ပါပြီရှင်ဖွားဖွားကတော့လုံးဝတွက်လက်ဖြက်လက်ပြောတာတော့မပြီးသေးဘူးဖွားဖွားစနေပြီလူတွေလည်းတရက်ကိုထောင်ချီလာတယ်ဆိုတော့လုံးဝ pro ဖွားဖွားလေးဖြစ်ပါတယ်ပေါ့နော်ကျမတော့အရန် viral ဖြစ်နေတဲ့ဖွားဖွားရဲ့ထိုင်းတီးလေးကိုပဲမာလိုက်တယ်ပေါ့နော်ရေခဲဆိုလဲ3ခွက်စာလောက်ထည့်တယ်အဲ့တကယ်တထုပ်ဆိုရင်လေလူ3ယောက်အဝတောက်လို့ရတယ်ပေါ့နော်ကဲထိုင်းတီးလေးဒီရဲ့ထိုင်းတီးလေးကို try ပါမယ် Let's do a taste test. first impression ကတော့ရမ်းချိုပါတယ်တကြားလဲ9ဆုံး6ဆုံးထည့်ထားတာဆိုတော့ရေခဲနည်းနည်းပြော်ရင်တော့ကွက်တီလောက်ဖြစ်မယ်ဒီမှာဖွားဖွားကိုကြည့်ပြီးတော့တခုသတိထားမိရပါတော့ဒီလောက်အသက်ကြီးနေရတာအလုံးလုံးနေရပါတော့သူတောင်ဒီလောက်အသက်ကြီးတဲ့ဒီစူးစမ်းနိုင်နေဆိုရင်ရူရှိတို့ဆိုသူ့ထက်မကအများကြီးစူးစမ်းနိုင်ရမှာပေါ့နော်ဖွားဖွားကိုကြည့်ပြီးတကယ် inspiration ရရပေါ့နော်ရူရှိတော့တောက်လို့မကုန်လို့အိမ်ရောက်မှပဲတောက်တော့မယ်ဆိုပြီးအိမ်ပြန်လိုက်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက် thank you so much ပါ see you on the next vlog bye bye